ရှစ်ဝက်ချက်ပေါင်းများစွာနဲ့ Area 51 ဘာတွေဖုံးကွယ်ထားလဲနီဗာဒါတဲကန်ဒါယာရဲ့အလေမှာကဘာပေါ်ကအလျှို့ဝှက်ဆုံနေရတစ်ခုရှိပါတယ်။အဲ့ဒီနေရာဟာအမေရိကန်အစိုးရရဲ့လျှို့ဝှက်စစ်စခန်းတစ်ခုဖြစ်တယ်လို့ဂျိုသားနေရဲ့အလောင်းတွေနဲ့ရင်ပြန်တွေကိုဖုံးကွယ်ထားတယ်လို့သတင်းကြီးနေ Area 51ပါပဲ။ဒီနေ့ The Hidden Files မှာဒီလျှို့ဝှက်ဆန်းကျယ်တဲ့နေရာရဲ့အကြောင်းရင်းမှန်ကိုဖော်ထုတ်ကြည့်ကြရအောင်။တရဝင်းအထင်တို့ Area 51ဟာအမေရိကန်လေတပ်ရဲ့လျှို့ဝှက်အစင်းမြင့်လေယာဉ်ဆန်းတပ်ရေးစခန်းတစ်ခုဖြစ်ပါတယ်။1955ခုနှစ်ကတည်းကစတင်ပြီးဖွင့်လှစ်ခဲ့တာပါ။ U2 တူလီယိုလေယာဉ်နဲ့ SR-71 Black Bat လိုမျိုးနီးပညာမြင့်လေယာဉ်တွေကိုဒီနေရာမှာဆန်းတက်ခဲ့ကြပါတယ်။ဒါပေမဲ့သူ့ရဲ့တီနေရာကလျှို့ဝှက်လွန်းပြီးလုံခြုံရေးအဆောင်အချက်ကြီးအယမ်းများလွန်းတဲ့အကြောင်းမေးခွန်းထုတ်စရာတွေအများကြီးဖြစ်လာနေပါတယ်။ Area 51နဲ့ပတ်သက်ပြီးအကြော်ကြားဆုံးကတော့ဂျိုသား theory ပါပဲ1948ခုနှစ် Roswell ဖြစ်ရမှာ UFO တစင်းပြစ်ကြပေပြီးအဲ့ဒီရင်ပြက်ရဲ့အပိုင်းအစတွေနဲ့ဂျိုသားအလောင်းတွေကို Area 51ကိုတည်ယူသွားပြီးလျှို့ဝှက်ဓာတ်ခွဲခန်းတွေမှာစမ်းသပ်လေ့လာနေတယ်လို့လူအများကယုံကြည်ကြပါတယ်။ Bob Lazar လူတွေကလည်းသူကိုယ်တိုင် Area 51မှာအလုပ်လုပ်ခဲ့ပြီးဂျိုသားရင်တွေကိုမြင်ခဲ့ရတယ်လို့ပြောကြားခဲ့ပါတယ်။နှစ်ပေါင်းများစွာညှင်းဆန်ပြီးနောက်မှာတော့2013ခုနှစ်မှာ American အစိုးရ CIA က Area 51တည်ရှိမှုကိုတရားဝင်ခံခဲ့ပါတယ်။ဒါပေမဲ့သူတို့ကတော့အဲ့ဒီနေရာမှာဂျိုသားတွေနဲ့ပတ်သက်တဲ့ဘာအရာမှမရှိဘဲလီညံအစ်စ်တွေကိုသာစမ်းသပ်ခဲ့တာလို့ရှင်းပြခဲ့ပါတယ်။ Roswell ဖြစ်ရကပြတ်ကျခဲ့တာဟာဂျိုသားရဲ့မဟုတ်ပဲအမြင့်ပြန် weather balloon တစ်ခုရဲ့အပျက်အစီးတွေသာဖြစ်တယ်လို့လည်းသူတို့ကညင်းဆိုခဲ့ပါတယ်။ Area 51ဟာလျှို့ဝှက်စစ်စခန်းတစ်ခုအဖြစ်ဆက်လက်တည်ရှိနေအောင်ပါ။ဒါပေမဲ့သူ့ရဲ့နောက်ွယ်ကအကြောင်းရင်းမှန်ကဂျိုသားတွေလားဒါမှမဟုတ်အစိုးရရဲ့အစစ်မြင့်နည်းပညာစမ်းသပ်မှုတွေလားဆိုတာကတော့ပရိသတ်တွေရဲ့စိတ်ကူးနဲ့ယုံကြည်မှုအပေါ်မှာပဲမူတည်နေပါတယ်။ခင်ဗျားတို့ကတော့ဘယ်အရာကိုပိုယုံကြည်ပါသလဲ။ comment မှာပြောခဲ့ကြပါဦး။နောက်ထပ်စိတ်ဝင်စားစရာလျှို့ဝှက်ချက်တွေအတွက် The Hidden Files ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။